တခါတလေကျတော့ရေစက်ဆိုတာလည်းစုံစည်းဖို့ခက်ခဲတဲ့အရာတစ်ခုပါလားလို့တွေးမိပါတယ်။ရေစက်တို့ဒီလည်းတခါတည်းမစုံစည်းတာဆိုတဲ့စကားလေးကဘဝရဲ့အနက်ရှိုင်းဆုံးအချစ်ရည်ခင်မင်မှုရည်တွေမှာအမှန်တကယ်လက်တွေ့ကြတဲ့အခြေအနေတွေကိုထင်ဟပ်နေပါတယ်။ရေစက်ရဲ့အတိတ်ပဲရေစက်ဆိုတာလူနှစ်ဦးဒါမှမဟုတ်လူနှစ်ဦးထပ်ပိုတဲ့ကြားမှာဖြစ်ပေါ်လာတဲ့မမြင်ရတဲ့ကြိုးတစ်ချောင်းလို့သင်စားနိုင်ပါတယ်။ဒီကြိုးကကျမတို့ကိုဆွဲဆောင်နိုင်တဲ့အပြင်စုံစည်းခွင့်တွေကိုလည်းဖန်တီးပေးနိုင်ပါတယ်။ဘဝတစ်လျှောက်လုံးမှာအမှတ်မထင်ဆုံးတွေ့ရတဲ့လူတွေအချိန်ကြာကြီးခင်မင်ခဲ့ရတဲ့လူတွေအားလုံးဟာရေစက်ရဲ့အခန်းကဏ္ဍတွေကြီးပါပဲ။ဒါပေမဲ့ဒီရေစက်တွေဟာခံမြဲတည်တဲ့နေရာမျိုးတော့မဟုတ်ပါဘူး။ဘာကြောင့်ရေစက်တိုင်းကမစုံစည်းနိုင်တာလဲ။လူနှစ်ဦးကြားမှာရေစက်ရှိနေပေမဲ့မတူညီတဲ့အကြောင်းအရာတွေကြောင့်စုံစည်းဖို့ခက်ခဲတွေရှိတတ်ကြပါတယ်။အချိန်အခါမတိုက်ဆိုင်ခြင်းတရားရောက်ကိုတကယ်ခင်မင်မိတဲ့အချိန်မှာသူ့မှာတခြားအရေးကြီးတဲ့ကိစ္စတွေရှိနေတာမျိုးဒါမှမဟုတ်နှစ်ယောက်စလုံးရဲ့ဘဝလမ်းကြောင်းတွေကမတူညီတဲ့နေရာကိုဥတည်နေတာမျိုးကြောင့်အတူတူဆက်လျှောက်ဖို့ခက်ခဲစေပါတယ်။ကိုချစ်ရတဲ့သူဟာကိုယ်ဘေးနားမှာအမြဲတမ်းရှိနေပေးခြင်းပေမဲ့အလုပ်တာဝန်တွေပညာရေးကိစ္စတွေကြောင့်ခွဲခွာနေရတဲ့အခြေအနေမျိုးဟာလည်းအချိန်အခါမတိုက်ဆိုင်ခြင်းကြောင့်ဖြစ်ရတာပါ။လူမှုပတ်ဝန်းကျင်ကွာဟမှုလူနှစ်ဦးရဲ့နောက်ခံလူမှုပတ်ဝန်းကျင်အယူအဆရည်ကြည်မှုတွေကအရန်ကွာခြားနေတဲ့အခါနားလည်မှုလွဲမှားတာပြိပခဖြစ်ပွားတာမျိုးတွေဖြစ်တတ်ပါတယ်။ဒီလိုမျိုးအခြေအနေတွေကြောင့်ရေစက်ရှိပေမဲ့ဆက်လက်ပြီးပေါင်းသင်းဖို့ခက်ခဲတတ်ပါတယ်။ကံကြမ္မာရဲ့ဖန်တီးမှုဘဝဆိုတာမမျှော်လင့်တဲ့အလဲအပြောင်းတွေနဲ့ပြည့်နေတတ်ပါတယ်။ရေစက်ရှိလို့စုံစည်းခဲ့ရပေမဲ့ကံကြမ္မာကဖန်တီးလိုက်တဲ့လမ်းခွဲရမယ့်အကြောင်းတရားတွေကြောင့်နှစ်ဦးကြားကဆက်သွယ်မှုဟာပြတ်ပြားသွားတတ်ပါတယ်။ဥပမာရုတ်တရက်ခွဲခွာသွားရတာမျိုးသူနဲ့အဝေးဆုံးကိုရောက်သွားရတာမျိုးတွေပေါ့လက်ခံခြင်းနဲ့လွတ်လပ်ခြင်းရေစက်တို့ဒီလည်းတခါတရံမစုံစည်းတာဆိုတဲ့စကားလေးကကျမတို့တွေကိုအချစ်ရည်နဲ့လူမှုရေးဘဝတွေမှာလက်တွေ့ကျကျတွေးခေါ်နိုင်ဖို့သင်ခန်းစာတွေပေးပါတယ်လူနှစ်ဦးကြားကဆက်ဆံရေးတစ်ခုဟာအဆုံးသတ်သွားခဲ့ပြီဆိုရင်အကြောင်းပြချက်အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်အဲ့ဒီအချိန်မှာအတိတ်ကိုပြန်မတန်းတပဲလက်ရှိချိန်တွေကိုလက်ခံဖို့နဲ့ရှေ့ဆက်လျှောက်လမ်းဖို့ကပိုပြီးအရေးကြီးပါတယ်ရေစက်ရှိလို့တွေးဆုံခဲ့ရတဲ့အခြေအနေတွေကိုကျေးဇူးတင်ပြီးစုံစည်းဖို့မဖြစ်နိုင်တော့တဲ့အခြေအနေကိုလည်းတဘာဝတရားအတိုင်းလက်ခံနိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။ဒါဟာကိုယ့်အတွက်ရောသူ့အတွက်ပါလွတ်လပ်မှုတစ်ခုဖြစ်စေနိုင်ပါတယ်။လူဘဝဟာအချိန်ကာလတစ်ခုပဲရှိတဲ့အတွက်သူတယောက်တည်းကိုပဲမိခိုနေရတဲ့ကိုဘဝကိုကိုယ်တိုင်ပျော်ရွှင်အောင်ဖန်တီးနိုင်ဖို့ပိုအရေးကြီးပါတယ်။မစုံစည်းနိုင်တဲ့ရေစက်တွေအတွက်ဝမ်းနဲ့ပူဆွေးနေရတဲ့ရှေ့ဆက်လျှောက်လန်းရမယ်။ဘဝခီလမ်းမှာပျော်ရွှင်မှုတွေရှာဖွေနိုင်ဖို့ကပိုပြီးအကျိုးရှိပါလိမ့်မယ်